မန္တလေးတိုင်းမိုးကုတ်မြို့ရှမ်းပြည်နယ်မိုးမိတ်မြို့ဒေသတွေကို PDF တပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးမိုးကုတ်ရဲ့စစ်ရေးအရာအရေးပါတဲ့စခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရကမနေ့ကဒီဇင်ဘာလ6ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာလ9ရက်နေ့ကတည်းကစတင်ဖွဲ့စည်းခဲ့ပြီးတပ်ဆိုင်ရာဒေသတွင်းမှာရှိတဲ့ PDF တွေပကဖတွေကိုစုစည်းကတတ်မှတ်တဲ့အမိန့်ပေးကိုကဲမှုစနစ်အောက်ကနေတဆင့်စစ်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ကိုကဲနေတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲတွေမဖြစ်ခင်တည်းကအပြစ်မဲ့အရက်သားပြည်သူလူထုတွေထိခိုက်မှုမရှိအောင်ဘေးလွတ်ရာနေမြေတွေကိုကြိုတင်ရွှေ့ပြောင်းပေးတဲ့အပြင်နေရာချထားပေးတာနဲ့လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကိုအချိန်နဲ့တပြေးညီပေးရနိုင်ဖို့ကိုအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအလင်းအမြန်ဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ညနေ6နာရီခန့်ကနေစတင်ပြီးမိုးကုတ်မြို့နယ်ထဲမှာရှိတဲ့အကြမ်းဖက်စစ်တပ်ခြေကုပ်ယူထားတဲ့နေမြေတွေကိုတော်လိုင်းတပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေ့ကနေစပြီးဒီဇင်ဘာလ6ရက်နေ့အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ကြိမ်ထပ်မံဖြစ်ပွားခဲ့တဲ့ပြင်အရေးပါတဲ့အကြမ်းဖက်စစ်တပ်ရဲ့စခန်းကုန်းတစ်ခုကိုတော်လိုင်းတပ်ဖွဲ့တွေကလက်ရသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့မိုးကုတ်မိုးမိတ်ဒေသကိုကျူးကျော်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်အုပ်စုတပ်တွေကိုပြည်သူလူထုနဲ့လက်တွဲပြီးရုပ်ရုပ်ချွန်ချွန်ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ NUG အစိုးရကပြောထားပါတယ်။ TNL ကတရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့သူတို့သိမ်းပိုက်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့တို့ကိုစစ်တပ်စီကိုပြန်လည်ပေးအပ်ပြီးအော်တိုဘာလ29ရက်နေ့ကနေစတင်ကစစ်တပ်နဲ့အပြည့်အခတ်ရက်စဲထားခဲ့တာပါရှင်။